ဆိုလစ်ကိုမြင်နေရတာကအာဆင်နယ်ရဲ့အချိန်ကခြေစွမ်းပြခဲ့တဲ့အလက်စစ်ဆန်ချက်ကိုပြန်မြင်နေရတယ်လို့ပဲသူ့မှာရိုးကုန်အပြည့်ရှိတယ်စူးစမ်းအားထုတ်မှုအပြည့်ရှိတယ်ပတ်ရှင်အပြည့်ရှိတယ်ဒါတွေကသူ့ရဲ့အားသာချက်ဖြစ်ပြီးတော့ဒီဘဲမှာလည်းအဲ့ဓာတွေကိုမြင်ခဲ့ရတယ်commentary ပိုင်းဆို Facebook နဲ့ YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ Premier League ရာသီသစ်ကတော့ Arsenal သင်းရဲ့နိုင်ပွဲနဲ့အတူဖွင့်လှစ်နိုင်ခဲ့ပြီး Arsenal သင်းကတော့လက်ရှိ Champion ပြီးပြီးတန်တက် Coventry သင်းကို 3-0 နဲ့အနိုင်ရပြီးတော့အဖွင့်ကတော့လှသွားခဲ့ပြီဆိုတော့ Arsenal သင်းရဲ့ခြေစွမ်းနဲ့ဒီနိုင်ပွဲပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်သွားမှာဖြစ်ပါတယ် Arsenal သင်းရဲ့ရာသီကြိုမှာလည်း Man City နဲ့ကစားတဲ့ Community Shield ပြိုင်ပွဲမှာလည်းဒီရလက်တိုင်းပဲ 3-0 နဲ့အနိုင်ရခဲ့ပြီးတော့အဲ့ဒီပွဲစဉ်တုန်းကအတိုင်းပဲပြိုင်ဘက်ကိုလုံးဝအခွင့်အရေးမပေးဘဲနဲ့ကာယာဘက်ကိုသွင်းတယ်အိုဒီဂက်ကိုသွင်းတယ်ဆိုလစ်ဘယ်ချမ်းကနေခြေစွမ်းပြကစားနိုင်ခဲ့သလိုကွင်းလယ်မှာ Declan Rice တို့ညာတော်မှာဆာကာတို့လည်းပါလာခဲ့တာကြောင့် Arsenal သင်းကပို့ပြီးတော့အားကောင်းတဲ့အသင်းကိုမြင်ခဲ့ရတယ်ဆာကာလည်းဒီဘက်မှာဂိုးတကိုးသွင်းနိုင်ခဲ့ပြီးတော့တာထွက်ကတော်တော်လေးကိုကျင်းနေစရာကောင်းခဲ့တယ်ဆိုတော့ Arsenal သင်းရဲ့ဒီနိုင်ပွဲမှာဘယ်သူတွေအထူးခြေစွမ်းပြခဲ့လဲဆိုရင်တော့ကျွန်တော်မျက်လုံးထဲမှာဆွဲနေအောင်ကစားခဲ့တဲ့ကစားသမားကတော့ကစားသမားသစ်ဆိုလစ်ပါဆိုလစ်ကိုမြင်နေရတာကအာဆင်နယ်သင်းရဲ့အချိန်ကခြေစွမ်းပြခဲ့တဲ့အလက်စစ်ဆန်ချက်ကိုပြန်မြင်နေရတယ်လို့ပဲသူ့မှာရိုးကုန်အပြည့်ရှိတယ်စူးစမ်းအားထုတ်မှုအပြည့်ရှိတယ်ပတ်ရှင်အပြည့်ရှိတယ်ဒါတွေကသူ့ရဲ့အားသာချက်ဖြစ်ပြီးတော့ဒီဘဲမှာလည်းအဲ့ဓာတွေကိုမြင်ခဲ့ရတယ်ဆိုလစ်ကပွဲစတယ်ဆိုတာနဲ့ဘယ်တောင်ပန်ကနေပြိုင်ဘက်ကိုတောက်လျှောက် press လုပ်တယ်ရခဲ့တဲ့ပထမဂိုး2ဂိုးစလုံးကသူနဲ့ပတ်သက်နေတယ်။ကာယာဘက်ရောက်သွားတဲ့ဂိုးမှာသူ့ရဲ့ pressing ကနေဘောလုံးထွက်လာတယ်အဲ့ဘောလုံးကိုကလပ်ဖီယိုရီကအလိုက်တင်ချိုးပေးတယ်ကာယာဘက်ကနေရာယူမှန်မှန်နဲ့ဘယ်ချီနဲ့အပိုင်ကန်သွင်းပြီးတော့ဥဆောင်ကိုရခဲ့တယ်။ဒုတိယဂိုးမှာတော့သူကတိုက်ရိုက်အစ်စ်မဟုတ်ပေမဲ့သူ့ရဲ့ပေးပို့မှုကိုပြိုင်ဘက်ဂိုးသမားကာကွယ်ဖို့ကြိုးစားရင်းနဲ့ဆာကာကထွက်လာတဲ့ဘောလုံးကိုအနီးကပ်ပိတ်သွင်းသွားခဲ့တာ။အဲ့တော့ဇိုလစ်ကဒီယာဒီမှာအာဆင်နယ်အသင်းရဲ့ခေါ်ယူမှုတွေထဲမှာတကယ်ကိုတန်ဖိုးရှိဆုံး bargain player လို့ပြောလို့ရတယ်ပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့သူ့စီကနေပြန်ရတဲ့ခြေစွမ်းသူ့ရဲ့ impact ကအရန်ကိုအားရစရာကောင်းပြီးတော့လက်ရှိခြေစွမ်းကအခုငွေကြေးဖောင်းပွားမှုနဲ့တွက်မယ်ဆိုရင်သူ့လိုခြေစွမ်းမျိုးနဲ့ကစားသမားကအနည်းဆုံးတန်း80လောက်တန်တယ်လို့ပြောလို့ရတယ်ဒါဘာကြောင့်ဒီလိုပြောရလဲဆိုရင်တော့ဆာဗင်ညိုကိုစပါခေါ်သွားတဲ့အနေအထားတွေပြီးခဲ့တဲ့200ဒီလောက်ကမှဘောလုံးစင်မျိုးပေါ်မှာတောက်ပလာခဲ့တဲ့ Elliot Anderson တို့ Morgan Rogers တို့လိုကစားသမားတွေတန်း100ကျော်ထိပေးပြီးတော့ပြိုင်ဘက်တွေခေါ်ထားတာနဲ့ရှင်းမယ်ဆိုရင်ဇိုလစ်ရဲ့အပြောင်းရွှေ့ကအရန်ကိုတန်လွန်းတဲ့ခေါ်ယူမှုလို့ပြောလို့ရတယ်။သေချာတာကတော့ဇိုလစ်ကရာသီစမှာတင်အာဆင်နယ်ပြည်သက်တွေရဲ့အချစ်ကိုအပြည့်အဝသိမ့်ပိုက်သွားနိုင်ခဲ့ပြီးနောက်ထပ်အားရမိတဲ့ကစားသမားကတော့ Odegaard ပါ Odegaard လည်း2ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပြီးတော့တော်တော်လေးကစားတာလွတ်လွတ်လပ်လပ်နဲ့သူ့ရဲ့ creativity ဘိုင်းတွေမြင်ရတယ်အရင်လိုပဲကွက်လယ်မှာဘောလုံးလက်ခံပြီးတော့ဘောလုံးဖြန့်ဝေတာတွေလည်းမြင်ရသလိုသူ့မှာပြီးခဲ့နှစ်တွေကလိုချုပ်တီးထားတာမျိုးမရှိတော့ဘူးပဲလွတ်လွတ်လပ်လပ်ကစားခွင့်ရလာလို့လည်းခံစားရတယ်ပြီးခဲ့နှစ်ကသူခြေစွမ်းမပြနိုင်တဲ့ထဲမှာအာဒီတာရဲ့တောင်းဆိုမှုတွေနဲ့လည်းအများကြီးဆိုင်မယ်ထင်တယ်အာဒီတာကသူ့ကိုခံစစ်ကိုဆင်းပြီးတော့ကွက်လယ်ကစားကွက်တိဆောက်မှုကိုအတိကဦးစားပေးခိုင်းတာမျိုးတွေကြောင့်လည်းပြီးခဲ့တဲ့200ဒီလောက်ကြည့်မယ်ဆိုရင်Odegaard ကတော်တော်လေးဝေဖန်ခံခဲ့ရတယ်ကျွန်တော်တို့လိုအာဆင်နယ်ဖိသက်တွေတောင် Odegaard ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရာသီတွေမှာတော်တော်လေးစိတ်ပြက်ပြီးတော့အားမရခဲ့ကြဘူးဒီရာသီမှာသာအဲ့လိုဆက်ဖြစ်နေမယ်ဆိုရင် Odegaard ကိုအသင်းကထုတ်တင်တယ်လို့တော့ကျွန်တော်တို့ပြောထားတယ်ဒါပေမဲ့အခုရာသီမှာတော့ Odegaard ပိုပြီးလွတ်လပ်တဲ့ခံစားမှုမျိုးကိုပြနိုင်ခဲ့တယ်ကာယံဘက်ကလည်းသူ့ကိုဘာကြောင့်အာဒီတာကဒီလိုတိုက်စစ်မှာပုံမှန်နေရာပေးနေလဲဆိုတာကိုထပ်မံသက်သေပြပြီးတော့သူ့ရဲ့နေရာယူကောင်းမွန်မှုဒီ off the ball movement တွေကအရန်ကိုအာဆင်နယ်တိုက်စစ်အတွက်အကျိုးရှိပြီးတော့ဒီပွဲမှာလည်းတကယ်ကိုတည်တည်သက်သက်နဲ့ဂိုးတကိုသွင်းပေးနိုင်ခဲ့တယ်ဆိုတော့ Yogret ရဲ့အနာဂတ်ကတော်တော်လေးမေးခွန်းထုတ်စရာဖြစ်လာခဲ့သလိုရာသီဖွင့်2ပွဲစလုံးပွဲထွက်ခွင့်မရတဲ့ Yogret ရဲ့အနာဂတ်အတွက်ကတော့စိုးရိမ်စရာပဲကွက်လယ်မှာလည်း Declan Rice နဲ့ Lewis Kelly တို့ကတွဲဖက်ညီညီကစားနိုင်ခဲ့ပြီးတော့ Lewis Kelly ကကွက်လယ်မှာဘောလုံးကို control လုပ်ပြီးတော့သူ့ရဲ့ဒီ terms တွေနဲ့ဘောလုံးအလိမ်အလှည့်လေးတွေကတော်တော်လေးကိုယုံကြည်မှုရှိလာခဲ့သလိုဒီကြတာကတော့ Lewis Kelly ကိုလည်းအသင်းမှာဆက်ကိုထားပြီးတော့နေရာပေးရမယ်ကွက်လက်မှာဒီပွဲမှာက Bruno Guimaraes တန်ရာကြောင့်မပါနိုင်လို့ Skelly နဲ့ Rice ကိုသုံးပေမဲ့တကယ်မမချာချာကစားမဲ့ပွဲတွေဆိုရင်တော့
Guimaraes နဲ့ Rice နဲ့ဖြစ်သွားနိုင်တယ်အဲ့ဒီရဲ့နောက်မှာ Skelly တို့ Zubimendi တို့ကအရန်ဖြစ်ရှိနေလိမ့်မယ်လို့ထင်တယ်ဆိုတော့ Arsenal တင်းကဒီပုံစံတိုင်းဆိုရင်ဘယ်ချမ်းအတွက်ကစားသမားခေါ်ယူမှုအပိုင်းကလောက်ပါမလားဆိုတာတောင်စိုးရိမ်စရာကောင်းလာတယ်တေချာပေါက်အသင်းကနေထွက်မယ်လို့ယူဆရတဲ့ကစားသမားက Martinelli ကနှစ်ပွဲစလုံးပွဲထွက်ခွင့်မရတဲ့အပြင်လူစင်းမှလည်းမပါဘူးသူ့ကိုလည်းအသင်းကရောင်းထုတ်ဖို့ကြိုးစားနေသလိုသူ့ကိုခေါ်ကျင်တဲ့အသင်းတွေနဲ့သူ့ကြားမှာညှိနှိုင်းလို့မရသေးတဲ့အနေအထားတွေကြောင့်အသင်းမှာဆက်ရှိနေတာဆိုအဲ့တော့ဘယ်ချမ်းကိုကစားသမားခေါ်ဦးပါလားဆိုလစ်ကိုပထမဦးစားပေးအနေနဲ့သုံးပြီးတော့အစ်ဇေးကိုမနေ့ကပွဲလိုပဲဆိုလစ်နဲ့ဓာတ်ရိုက်လဲပြီးတော့ဘယ်ချမ်းကိုပြန်ပြီးတော့ကစားစေမလားအစ်ဇေးကတော့သူ့ရဲ့ကစားဟန်အရဘလို့ပဲဘယ်တောင်မှထားသူကဝင်ကတယောက်မဟုတ်တဲ့အတွက်ကြောင့်အလဲဝင်လာမှသေးကြတယ်အလဲဝင်လာရင်တော့သူ့ရဲ့နောက်ကနေတက်ထောက်မဲ့ကာလာဖီယိုရီကျွန်တော်ပြောဖို့မြင်နေတာကာလာဖီယိုရီရဲ့ဒီယာဒီမှာသူစီကနေဂိုးတွေ assist တွေမျှော်လို့ရတဲ့အနေအထားမျိုးကိုမြင်လာပြီးတော့ဟင်ကာပီရေးထက်တိုက်စစ်လိုက်ပါဖို့ကောင်းတဲ့တိုင်ပတ်ရဲ့ဒီညာချမ်းခံစစ်ကိုတောက်လျှောက် threat လုပ်နိုင်မဲ့ကာလာဖီယိုရီကိုသုံးတာကအာဆင်နယ်ရဲ့ကစားပုံကပို့ပြီးတော့အဆင်ပြေလို့ထင်တယ်နောက်ဆုံးဘန်ဝိုက်လိုကစားသမားတောင်မှဒီဘက်မှာအစစ်တစ်ချိန်ရပြီးတော့အချိန်ချင်းတိုင်ပတ် area ရဲ့ထိဘောလုံးတွေတက်ပြီးတော့ပေးတာတွေနောက်ကိုပြန်ပြီးတော့ကတ်ဖတ်လုပ်တာတွေမြင်ရတယ်ဆိုတော့တင်မလာခင်ဒီကြားကာလမှာဘန်ဝိုက်နဲ့ဆက်သွားမယ်ဆိုရင်လည်းအဆင်ပြေမဲ့လက္ခဏာမျိုးမြင်ရတယ်နောက်ထပ်လည်းခံစစ်အတွက်ရောဒီညာချမ်းမှာကစားနိုင်တဲ့ကွန်ဆာလိုကစားသမားမျိုးကိုလည်းရောက်ရှိကြီး50တန်းအသုံးပြုပြီးတော့ခေါ်ထားရဲဆိုတော့ဒီညာချမ်းအတွက်လည်းသိပြီးတော့စိုးရိမ်စရာမရှိဘူးဆိုတော့အဲ့တော့လက်ကျန်ဒီအပြောင်းရွှေ့ကာလမှာအာဆင်နယ်တင်ကစားသမားထက်ခေါ်အောင်မလားဆိုတာကဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့ဒီပုံစံအတိုင်းနဲ့သွားမယ်ဆိုရင်လည်းအတိုင်းတာတစ်ခုတည်းတော့အဆင်ပြေနိုင်တယ်ဒါပေမဲ့တကယ်ပြိုင်ဘက်ကောင်းနေနဲ့တွေ့ရင်လုံလောက်ပါမလားဆိုတာကတော့စောင့်ကြည့်အောင်မယ်အာဆင်နယ်ကအဖွင့်မှာကိုမင်ထရီနဲ့ပွဲချောင်ခဲ့ပေမဲ့နောက်လာမဲ့အပတ်တွေကြာရင်ပိုခက်ခဲတဲ့စမ်းသပ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်ပွဲစဉ်နှစ်မှာဗီလာပတ်မှာအက်စတွန်ဗီလာနဲ့တွားကစားရမယ်အက်စတွန်ဗီလာဆိုတာကလည်းဒီနောက်ပိုင်းနှစ်တွေကြည့်မယ်ဆိုရင်U9 Emery နဲ့အတူချန်ပီယံလိဝင်ခွင့်ကိုစိန်ခေါ်လာနိုင်တဲ့အသင်းဖြစ်တယ်လို့မနှစ်ကလည်းယူရိုပါလိချန်ပီယံဖြစ်ထားတယ်ချန်ပီယံလိဝင်ခွင့်လည်းရထားတယ်ပြီးတော့သူ့အိမ်ခွင့်မှာတုံတန်အသင်းတွေအနိုင်ရဖို့မလွယ်သလိုအာဆင်နယ်ကိုလည်းတေချာပေါက်ဒုက္ခပေးဖို့ကြိုးစားလိုက်လိမ့်မယ်ပွဲစဉ်3ကြရင်ချယ်ဆီနဲ့လန်ဒန်ဒါဘီဖြစ်အိမ်ခွင့်မှာကစားရမယ်ဆိုတော့နောက်လာမဲ့နှစ်ပွဲစလုံးကအသင်းကြီးတွေနဲ့ကစားရမယ်ဆိုတော့အာဆင်နယ်တွေနဲ့လက်ရှိ performance ကိုထိန်းထားဖို့တော့လိုတယ်အာဆင်နယ်ကိုမြင်ရတာကပြီးခဲ့တဲ့ရာသီတွေလိုတန်တရားတွေစိုးရိမ်မှုတွေမရှိတော့ဘူးねကစားသမားတွေကလွတ်လွတ်လပ်လပ်ငါတို့ချန်ပီယံဆိုတဲ့စိတ်တက်မျိုးနဲ့ကစားနေပြီးတော့ပွဲကိုစားစားလောင်လောင်နဲ့ဂိုးတွေသွင်းမယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်အရင်ကဆိုအာဆင်နယ်ကိုပဲကြည့်ပြည်သက်တွေရဲ့ခံစားချက်ကိုပဲကြည့်တန်တရားတွေနဲ့ငါတို့ဟုတ်ပါမလားဖြစ်ပါမလားချန်ပီယံဆုရပါမလားဆိုတဲ့အတွေးတွေနဲ့နောက်ဆန်တင်နေရတာဒီနှစ်ကျတော့ငါတို့တေချာပေါက်ဒီချန်ပီယံဆုကိုကာကွယ်ဖို့လုပ်နိုင်လိမ့်မယ်ငါတို့သာလျှင်ဒီပြိုင်ပွဲမှာအားကောင်းဆုံးဆိုတဲ့ခံစားမှုမျိုးကိုအလိုရပြီးတော့ဒီလိုခံစားမှုကောင်းတွေရလာတာကလည်းအသင်းရဲ့ပြင်ဆင်မှုတွေအသင်းရဲ့အချိန်ပေးတည်ဆောက်မှုတွေနဲ့ဆိုင်သလိုအာတီတာပေါ်တန်တရားဖြစ်ခဲ့တဲ့သူ့ရဲ့ track the process ကအခုဆိုရင်ခိုင်မာတဲ့အုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီးတော့အာဆင်နယ်ကဆက်ပြီးတော့အောင်မြင်မှုတွေရယူသွားနိုင်ဖို့လည်းအလားလာများနေတယ်အခုဆိုရင်တော့အာဆင်နယ်ကအဖွင့်မှာနိုင်ပွဲစရပြီးတော့တိုင်ဘက်တွေကိုသူတို့ဘယ်လောက်ထိဒီယာဒီအတွက်အသင့်ဖြစ်နေပြီလဲဆိုတာကိုပြသသွားခဲ့တာကိုတွေ့ရတယ်အဖက်ဖက်ကပြည့်စုံတဲ့နိုင်ပွဲဖြစ်ပြီးတော့အာဆင်နယ်ပြည်သက်တွေအတွက်ဂျင်းနက်စရာနိုင်ပွဲလည်းဖြစ်ခဲ့တယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့အာဆင်နယ်နဲ့ကိုဗင်ထရီပွဲစဉ်ပေါ်မှာအာဆင်နယ်သင်းရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ subscribe လုပ်ပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်